ဝေရောက်ဗုဒ္ဓသာသနာပြုအဖွဲ့တွေလို့ပြောရင်မှားမှာဒီနေ့စမွေကျွန်းမှာသာသနာပြုနေတာဘယ်သူတွေလဲပြောအားလုံးပြောဇွတ်လို့ရတာမရတာဝန်သိတဲ့လူမှာတာဝန်ရှိတယ်ပြောကျေးဇူးသိမှတန်ဖိုးသိမှငါကြောင့်ငါမိဘဘိုးဘွားသိက္ခာအကြအခါနိုင်ဘူးဟောဗမာကောင်လေးသိညစ်ပတ်တာအရှမ်းနဲ့ပြောတော့ဟောဗမာလေးသိရုပ်တာပြောရင်ကို့ဖိုးဘွားသိက္ခာကို့ဖေမေသိက္ခာရှင်းလားကို့ကြောင့်ကို့အမျိုးမျိုးကုန်ဆုပ်ယုပ်ခြင်းမရှိပါစေနဲ့ဟိုမှာလေးဗုဒ္ဓဘာသာတွေတဲ့တတ်နေတာသူများသက်ကိုအပြောခိုင်းသာသနာသိက္ခာမကြောက်ဘူးဘုရားဘာသာတွေတဲ့လိန်တက်သလားမင်းနဲ့ဗမာကောင်းတွေဆိုမယုံနဲ့နော်မလိမ့်တပတ်သိလို့တတ်တယ်အခုလာပြီဆို2ရက်လောက်ကြာခဏနေလာခဲ့မှဆို1လလောက်စောင့်ရှင်းလားသဘောပေါက်လားအဲ့ဒါဘာသာတရားသိက္ခာမကြပြီဘူးလားဘုရားဘာသာဝင်တို့ရဲ့အထူးနေတဲ့မဟာဗျံမြန်မာများကြီးအထူးမူသောပွဲအမျိုးကုန်ဇာတိကုန်မြန်မာကြီးကြိုးစားနေကြရှင်းလားဒါဖြစ်တဲ့သလားဟိုဗမာနိုင်ငံကောင်တွေသူ့အတူဘာဂျွန်းပြစ်နေကြအရေးကြီးတာအပြင်ရောက်နေတဲ့ပုံကိုယ်တွေအရေးကြီးတယ်ဘာလို့ဆိုဟိုနိုင်ငံတော့ငါမနိုင်တော့လို့ပြစ်ထားလိုက်ရှင်းနော်သဘောပေါက်သလားကိုနိုင်ငံတကာနယ်ပယ်ထွက်လာတဲ့ခါအဲ့ဒါပဲမလေးရှားကျစင်ကာပူဂျပန်ရောက်တဲ့အချိန်တိုင်းပြောခံတယ်သူတို့အရှက်မရှိပြောဘယ်လိုပြောလဲသူတို့နေရာတွေမှာဒီလိုနေရာကျယ်တွေမရှိဘူးဆိုဘုန်းကြောင်းမှမရှိပဲဒါထိုင်းနိုင်ငံတော်တော်ကျေးဇူးတင်ဖို့ကောင်းတာဒီเจ้าဆရာတော်မင်းတို့မေတ္တာပို့ကြကုသိုလ်အမြဝေကြဆရာတော်ကြီးသိတဲ့ဘောကောင်းနော်အဲ့တော့ဆရာတော်ကြီးတွေနဲ့ထိုင်းနိုင်ငံသာသနာနယ်မြေတွေရှိနေသေးလို့ဒါဗမာပြည်အများကြီးဆင်းမြင့်ပါဒါတရားပွဲလို့လောက်ရတာဟိုမှာမလေးစင်ကာပူဂျပန်နေရာများမရှိဘူးလောက်ရနေရာမရှိတော့ခမ်းမတွေကဘာဖြစ်လို့တစ်ခါငားတိုင်းရံဖြစ်လို့ကြံတပွဲလို့မူယူရံဖြစ်အမိုက်တရားတွေရှုပ်ချက်ခပွားပြီးပြန်ခန္ဓာပြည့်စည်တော့ဘယ်သူမှထပ်မငားဘူးတဲ့ရွှေမြန်မာတို့ရဲ့အခုလည်းရွှေမြန်မာတရားပွဲအပြန်ကျွတ်အိတ်တွေဘာတွေရှုပ်ချက်ခပြီးကြောင်းဝင်နေပြည့်နေရင်တော့ဘုန်းကြီးကလည်းဘယ်လောက်သဘောကောင်းနောက်နှစ်တော့မမီးဟာမဟုတ်မမီးသဘောပါလားရှင်းအောင်ရှင်းသလားဒါဖြင့်အားလုံးတက်ညီလက်ညီကြိုးစားဖို့လိုအပ်မလိုအပ်စီကံစနစ်ကြကြနဲ့နေတာနဲ့ဘယံမရာနေတာဘယ်ဟာလွယ်တော့စီနဲ့စနစ်ကြကြလောက်တာနဲ့ဘယံမရာလောက်တာဘယ်ဟာလွယ်တော့ဒါဖြင့်ဘယံမရာပဲလောက်ကြစို့သဘောပါလားတန်ဖိုးရှိခြင်းတော့ခက်မှာပေါ့ကျင်းတဲ့တော့အဲ့တော့ကိုတန်ဖိုးဘယ်သူဆောင်ကောင်းပြီဒါနဲ့ပတ်သက်ပြီးတော့လောကမှာအနေချောင်းရင်အနေကြက်မှအဲ့တော့ကိုစီကံရှိအောင်စနစ်တကျနေတတ်အောင်အရှက်အကြောက်တရားရှိအောင်ကြိုးစားဖို့လိုအပ်မလိုအပ်အားလုံးသဘောပေါက်တယ်နော်ကိုခင်ဗျားတို့ကတရားပွဲလူရှိုံလာတာလားတကယ်နာကျင်လို့လာတာလားတရားနာပြီးမေ့ပြရမှာလားမှတ်ထားတဲ့အတိုင်းမှတ်ပြီးရောလားကျင့်ရအောင်မလားဒါမို့တရားကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိတဲ့အတိုင်းလဲစမွေရပြောပုဂ္ဂိုလ်တွေအပြောလားအလုပ်လားဆိုခုနတရားမဲလာပြီးစမ်း test လုပ်ကြည့်ဖြ
ချမ်းမြန်ထမြန်ပြေးမလားပေါ့အခုမပြေးဘူးဟာဆိုတော့ပြန်သွားနော်ဒီကောင်သာတို့ခေါ်ဖို့ထိုင်ဆောင်နေပြီကိုကလာလို့လည်းငါပါရိုက်လို့မယ်လို့ပြောရတယ်သဘောပါလားအဲ့တော့ဒီမှာအကြံပေးစာတွေတော့ပေါ်ပါတယ်ဟိုမှာ website ထဲမှာရေးထားတယ်ဘုန်းကြီးတဲ့အရှင်ဘုရားဘုန်းကြီးတစ်ပါးဖြစ်နေတော့တဲ့တရားဟောတဲ့အခါပါရိုက်မှာမပြောပါနဲ့အဲ့ဒါဆိုမပြောတော့လက်သီးနဲ့ထိုးရှင်းတယ်နော်ကောင်းအဲ့တော့ဒီနေ့လောကမှာအမြင်နဲ့အတွေ့ဟာအတော်ချမ်းသာတာမန်ပုဂ္ဂိုလ်တွေဟာအလွယ်လန်းကိုပဲလိုက်လို့ရှိဟုတ်ပြီနော်တာမန်ပုဂ္ဂိုလ်ဟာကိုယ်ချွေးနေသားနဲ့ခြံထားခါတဲ့ရကုတ်တကယ်ချုပ်ချစ်ချုပ်ရှာပြီးချဲထိုးကိုထီထိုးကိုဘောလုံးမွဲလောင်းကုံမာများတော့စိတ်ညစ်တဲ့အာဆီယံနဲ့နှက်သူတို့ကုံသိတယ်ဘိုးကဒီရောက်မှသတင်းကြတာသူတို့ကကုံသိတယ်နည်းနည်းမျှကြပါဦးအာဆီယံလေးစမ်းကြည့်အောင်တရားဟောရတာဒီမှာလေးတိလေးကံဖြစ်နေတယ်အာဆီယံနဲ့ဆိုတော်တော်အဆင်ပြေမှာရှင်းတယ်နော်အားလုံးသဘောပေါက်သလားအနေချောင်းရင်အနေကြက်မှလာပြီတရားမင်းသူပြောလိုက်လို့နော်ဘယ်လောက်တတ်သိရှိလဲလို့လာအောင်မှာအဲ့တော့ကင်မရာတွေရွှေ့ပေါ့ကွာကဲကောင်းပြီအားလုံးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောခဲ့တဲ့သုတ်တော်တစ်ခုပဲအင်္ဂုတ္တရနိကေအင်္ဂုတ္တောပါဠိတော်ဆက်ကနိဗ္ဗာန်အင်္ဂုတ္တောမှာလာတဲ့မိဂသာလာသုတ်တစ်ချိန်လုံးကဟောပြီးပါပြီဒီသုတ်ကိုနှစ်ချိန်မှဟောပြီးဒါပေမဲ့အခုပြန်ဟောမယ်စမွေကျွန်းနဲ့ကိုက်မယ်လို့ထင်တယ်မိဂသာလာသုတ်ဘာသုတ်လဲမိဂသာလာသုတ်သို့တော့တရားကောင်းစဉ်မမေ့ပါနဲ့တရားကောင်းစဉ်ကဘာလဲတရားကောင်းစဉ်ကဘာလဲအခုအလွယ်ခွက်ကိုဒီမှာသေချာစမ်းတော့လွယ်တာကြိုက်လားခက်တာကြိုက်လားအဲ့တော့ခက်တာလွယ်တာအဓိကလားတန်ဖိုးရှိဖို့အဓိကကောင်းပြီအဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိစဉ်ကာလတခုသောကာလမှာတဲ့အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီးဆုံးခံထွက်ဘယ်သူဆုံးခံထွက်လဲအလွယ်ခက်ကတော့ဒီနေ့တွေ့ပြီဘယ်သူဆုံးခံထွက်တယ်ဆုံးခံထွက်ရင်းနဲ့မိဂသာလာဆိုတဲ့ဥပါသိကာမဒဂမအိမ်ရှိရောက်မိဂသာလာအိမ်ရှိရောက်တော့မိဂသာလာဒဂမကရှင်အာနန္ဒာကိုကိုယ်သေးစွာကကြောပြီးတော့နေရာထိုင်ခင်းနေခင်းပေးတယ်တပိတ်ကလေးယူဆွမ်းလောင်းပြီးတော့ရှင်ဘုရားအာနန္ဒာတဲ့တပည့်တော်စိတ်ထဲမရှင်းတာရှိလို့ရှောက်မရစေတဲ့ဘယ်သူကရှောက်မလဲဘယ်သူကရှောက်မှလဲကြားလားအလုံးစုံပြောတာကြားလားကြားရင်စေပြေတယ်သူကသူမိုးဘလောက်ရွာငါတို့နဲ့မဆိုင်ဘူးအားလုံးကြားသလားဘယ်သူကရှောက်မှလဲမိဂသာလာပြောမိဂသာလာဆိုတဲ့ဒဂမကအရှင်အာနန္ဒာကိုလျှောက်ပါတပည့်တော်နားမလဲတာလေးရှိလို့လျှောက်ပြရစေအခုကောင်းမှုကုသိုလ်တွေလုပ်နေတာဒီတရားမင်းကဘာလို့မိုးရွာဘာလို့ရွာသူရွာကြလို့ရွာတာပေါ့လာမယ်ကြည့်တာရှင်ဘုရားတဲ့တပည့်တော်ဘုရားနဲ့တရားကိုနားမလဲတော့ဘူးဖြစ်နေတယ်ပြောဗါနဲ့ဘုရားနဲ့တရားကိုနားမလဲတော့ဘူးဖြစ်နေတယ်တပည့်တော်ရှုပ်ကုန်ပြီတဲ့ဆိုတော့ဒဂမကြီးဘာဖြစ်လို့လဲအာနန္ဒာကမေးဒီလိုပါဗျာတဲ့လောကမှာမက္ခဗြဟ္မစရိယဗြဟ္မစရိယမြတ်သောကျင့်ကိုကျင့်တဲ့လူနဲ့မကျင့်တဲ့လူဟာ
သေသွားတဲ့အခါအတူတူပဲဖြစ်နေတာကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးပြောတယ်တဲ့အဲ့ဒါဘယ်လိုနားလည်ရမလဲကြားလားဘာတူနေလဲယမစရိယမြတ်သောအကျင့်ကိုကျင့်တဲ့လူနဲ့သေတဲ့လူသေတဲ့အခါသေချာကြားရတော့မြတ်သောအကျင့်ကိုမကျင့်တဲ့လူသေတဲ့အခါအတူတူပဲဖြစ်နေတယ်တပည့်တော်နားမလည်ဘူးဆိုတော့မိဂသာလာဟဲ့ဒကမနင်ပါရီပြောနေလေငါသေချာအောင်ပြောစမ်းရှင်အာနန္ဒာပြောတော့ဒီလိုပါဗျာတဲ့တပည့်တော်ရဲ့အဖေပုရဏသူ့ဖေဘယ်သူတဲ့လဲတပည့်တော်မရဲ့အဖခင်ဖြစ်တဲ့ပုရဏသည်ဓမ္မစရိယအကျင့်ကိုကျင့်တယ်ဘာကျင့်လဲဓမ္မစရိယအကျင့်ကိုကျင့်တယ်ဆိုတာကအမြဲတမ်းဥပုသ်တရေသီလစောင့်ထုံးပြီးနေတယ်မေထုံမိဝဲတဲ့အကျင့်တွေမကျင့်ဘူးသူများသမီးမစော်ကားဘူးမူသားမပြောဘူးသေရမတော့ဘူးသီလမြတ်သောသီလနဲ့နေတယ်အဲ့ဒီအဖေပုရဏသေတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးလျှောက်တဲ့အခါအေးတဂရကံတီးပြီးအခုသုတ်တိတာရောက်နေတယ်လို့ပြောတယ်ဘယ်ရောက်နေလဲဘာတီးသွားတဂရကံဆိုတာနမတ်နှစ်ဖို့နော်တဒါကံလို့မပြောနဲ့တက္ကတာကံပြောဒုဗုဒ္ဓဘာသာမှာပန်းတိုင်အဆင့်၄ဆင့်ရှိအဆင့်ဘယ်နှဆင့်ရှိတယ်ပထမတစ်ဆင့်ကသောတာပန်ပြောပထမအဆင့်ကသောတာပန်ဆိုတာသောတာပတ္တိမေသောတာပတ္တိဖို့ရတဲ့ပုဂ္ဂိုလ်ကိုပြောတာသောတာပတ္တိမေသောတာပတ္တိဖို့ရမှအပေတကားပိတ်တနည်းအားဖြင့်ဘုရားတရားသံဃာပေါ်မှာအကျွေးမဲ့ယုံကြည်တဲ့စစ်မှန်တဲ့ဗုဒ္ဓဘာသာဖြစ်တယ်သောတာပန်မှမတည်သေးရင်ဗုဒ္ဓဘာသာအစစ်ဖြစ်ဖို့မလွယ်သေးဘူးဒီလိုမှတ်တာရှင်းလားရှင်းပါပြီသောတာပန်မှမတည်သေးရင်ဗုဒ္ဓဘာသာအစစ်ဖြစ်ဖို့သေချာလုံးတော့သုလသောတာပန်နေပါလေရှိပါတယ်ဒါခိုင်မြဲတာမဟုတ်ဘူးမခိုင်မြဲတာအဲ့တော့ခိုင်မြဲသောဗုဒ္ဓဘာသာဖြစ်ဖို့ဆိုရင်ဗာတရားအောက်ထစ်ဆုံးသောတာပန်တရားသောတာပန်ပြီးရင်သက္ကတာကံနောက်တစ်ခုကဘာလဲသက္ကတာကံဆိုတာနမက်နှစ်ဖို့သက္ကတာကံမိမဲ့သက္ကတာကံမိဖို့ရတဲ့ပုဂ္ဂိုလ်သောတာပန်ကသေပြီးနောက်ခုနှစ်ဘဝနေရင်နိဗ္ဗာန်ရောက်သောတာပန်ကခုနှစ်ဘဝအလွန်ဆုံးသူခုနှစ်ဘဝပဲခုနှစ်ဘဝတည်းပို့ပြီးနေကြရတော့ရှိတော့သက္ကရာကံကတဘဝပဲနေရတော့သက္ကရာကံကတဘဝပဲမဲ့သူကကာမကိုမပယ်နိုင်သေးတဲ့အတွက်နတ်ပြည်6ထပ်မှာပဲနေရတယ်ဘယ်မှာပဲနေရလာအောင်ပဲတတိယအဆင့်ကအနာဂံတတိယအဆင့်ကအနာဂါမိမဲ့အနာဂါမိဖို့ရတဲ့ပုဂ္ဂိုလ်ကိုဆိုပါတယ်အနာဂံရတဲ့ပုဂ္ဂိုလ်လည်းတဘဝပဲနေရမယ်ဒါပေမဲ့သူကကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်ပြီးဖြစ်တဲ့အတွက်ဘုဒ္ဓဝါဒ၅ဘုံဗြဟ္မဘုံမှာနေရမယ်ဘယ်မှာနေရမလဲသူလည်းတဘဝပဲနေရမှာပဲဘယ်ဘုံမှာသွားနေရဟုတ်ပြီသက္ကရာကံကဘယ်ဘုံသက္ကရာကံကဘယ်ဘုံလဲနတ်ပြည်6ထပ်တဘုံပေါ့အနာဂံကဗြဟ္မဘုံသုဒ္ဓဝါဒ၅ဘုံမှာနေရဟုတ်ပလားနောက်ဆုံးကယဟန္တာနောက်ဆုံးကယဟန္တာကတော့ဒီဘဝစုတေတာနဲ့ပြိဋိဘံစံပြီးနောက်ထပ်ဘဝဖြစ်เสียမရှိတော့ဘူးအဲ့တော့ဗုဒ္ဓဘာသာဝင်နေမှာပန်းတိုင်ဘယ်နှစင်းရှိအဲ့ဒီ၄စင်းကအလိုလိုရမှာလားကိုယ်တိုင်ကြိုးစားယူရမှာဘုရားကပေးမှာလားတကုတ်ရှင်ကြီးကလုပ်ပေးမှာလားသူဟာသူရလာမှာလားဘယ်သူကိုယ်တိုင်လုပ်ရမှာလုပ်တဲ့အခါမှာလမ်းစုံပန်းတိုင်ရှိမရှိရှိပါတယ်အဲ့ဒါဒီဘာသာမှာပဲရှိတယ်တခြားဘာသာမှာမရှိဘူးမှန်ပါတယ်ခင်ဗျာရှင်းလားရှင်းပါပြီတခြားဘာသာမှာမှတ်တိုင်လည်းမရှိဘူးလမ်းစုံလည်းမရှိဘူးပါဗျာဗုဒ္ဓရဲ့အဆုံးအမမှာလမ်းစဉ်လည်းရှိတယ်မှတ်တိုင်လည်းရှိတယ်လမ်းစုံလည်း
ပြောမလျှောက်လို့မရောက်တာတော့ကျုပ်တို့နဲ့မဆိုင်ရှင်းလားရှင်းပါဗျာဘုရားကအလိုလိုပို့ပေးမှလားလမ်းပြသွားတာလားလမ်းပြသွားတော့လမ်းရှိတယ်ရှောက်ရင်လောကမှာသံတရားလယ်လမ်းရှိသလိုသံတရားလွတ်လန်းလဲယုံသလားလယ်လမ်းရှိရင်လွတ်လန်းရှိရလယ်လမ်းရှိရင်ထွက်မြောက်ရလမ်းကြောင်းဆိုတာရှိမရှိရှိပါဗျာရှိနိုင်မရှိနိုင်အားလုံးကိုယ်ပိုင်ဉာဏ်နဲ့